အားလုံးပဲမင်္ဂလာပါရှင်။မိမစီမာလေးဒီဇိုင်းတစ်ကလေးနဲ့တီရှပ်လေးဝင်ပါတယ်ရှင်။အပြင်မှာဆိုရင်လေဒါမျိုးတီရှပ်တစ်ထည်ဆိုရင်လေ1000ကျော်ပေါက်တဲ့ပစ္စည်းတွေကိုမမေကလေ9000ကျော်နဲ့ရအောင်လုပ်ထားပေးတယ်။ဒီဇိုင်းလေးကိုတစ်ချက်ရှုအရန်လာမယ်နော်။အရန်မိုက်မယ်ဒီမှာကြီးဒါမျိုးစတေကအပြည့်နဲ့တီရှပ်လေးတွေမိမစီမာရောက်ပါပြီရှင်။ပေါင်ချိန်ဆိုရင်လေ100လောက်ကနေပြီးတော့150 160လောက်ထိတော့မယ်။အနောက်ကတော့ပြောင်းပေါ့နော်။ဂျိုကာတီရှပ်လေးတွေပါ။ကာလာဆိုရင်ဒီမှာအခုပြထားပေးတယ်လို့မျိုးလေးကာလာစုံလေးပါမယ်။ဒီဇိုင်းလေးကလေဒါအခုမှအစ်စ်ရောက်ထားတဲ့တီရှပ်ဒီဇိုင်းအစ်စ်ပေါ့။ကာလာဆိုရင်လည်းအစုံပါတယ်9ရောင်ရပါမယ်ပေါ့နော်အသားဆိုရင်လည်းလေအသားအကောင်းလေးတွေကိုပဲရွေးပြီးတော့ချုပ်ထားပေးတယ်စတေကာပိုးနဲ့တွေကိုတန်နေပြီကိုမတို့နော်စတေကာလေးတွေကတော့ဆေးရိုက်လေးတွေပါကိုမတို့မကြည့်အသားစတေကာနဲ့တွေကိုတန်နေပြီနော်မင်းပေးမဲ့ဆေးရ9ထက်တွေကတော့စပြီးတော့ယူပေးရပါတယ်9000နဲ့မှ600ကျပ်ပါရှင်ဒီမှာအရန်မိုက်တယ်ကိုမတို့နော်ဒါလေးကကိုကြီးတွေမောင်လေးတွေရန်ကုန်မှာကြိုက်တယ်ဒါမျိုးစတေကာအပြည့်နဲ့ရှယ်မီမိုက်အရန်လန်းတဲ့ဂျိုကာတီရှပ်လေးမင်းစီမှာရောက်ပါပြီ9ထက်တွေကနေတော့စပြီးတော့ယူပေးရပါတယ်အိမ်ရောက်ဝင်ချင်လဲပို့ဆောင်ပေးတယ်ဆိုင်မှာလဲစိတ်ကြိုက်လာရောက်ကြည့်ရှုပြီးတော့ဝယ်ယူလို့ရပါတယ်။ Viber မှာမဲ့ကိုမတွေ order လေးအမြန်လာတင်မတော့ရမယ်နော်။အိမ်ရောက်ငွေချင်လဲပို့ဆောင်ပေးတယ်။အကုန်မြန်တဲ့ပစ္စည်းလေးမလို့ပေါ့နော်။ဒီမှာကြည့် Viber ဖုန်းနံပါတ်တစ်ခုကနေ order လေးတင်ပေးလို့ရပါတယ်ရှင်။ကျေးဇူးပါ။